အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမှ comment channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စီစဉ်တဲ့ဆက်သူကေပါဒီနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်ကတော့ဆဲစီအောင်အေကံမင်းရဲ့တင်ညာကုန်းမှာလိုက်လာတဲ့တရေကြီးဆိုတဲ့စာအုပ်ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအစီအစဉ်လေးမစခင်ကျွန်တော် channel ကို like and subscribe လေးလုပ်ပေးကြပါဦးခင်ဗျာဝါဆိုလားစုပ်တဲ့ရောက်ပြီးမနေ့ပြန်ဆုံးကျုပ်တို့လည်းသိပြီအမေလည်းကောက်ဆိုင်လေသူမအဖြစ်ကဈေးတဲ့တစ်ပိုင်းဖြစ်တော့မယ်ကျုပ်လည်းအိမ်ကက်နေလို့မရတော့ဘူးအမေသွားဟာနောက်ကောက်ပေါင်းလိုက်ရတော့မယ်ကျုပ်တို့လည်း6ရေကားကိုအမေနဲ့အမအပေါင်းဝင်ရွာကဒေါ်တင်ညွတ်တုတ်အဖွဲမနေ့ပြန်အပြီးဆိုင်တော့မယ်လေကွင်းထဲမှာတုတ်အဖွဲနဲ့ကောက်ဆိုင်လေးတိုင်းမနေ့အစာပြေကျွေးကိုအမေကမနေ့4နိုင်မထိုးခင်ကလေးကကောင်းချင်းပေါင်းနေတယ်ကောင်းချင်းပေါင်းအိုးကကောင်းချင်းနေပြီးအသားလေးပေါင်းနိုင်တယ်ကောင်းချင်းပေါင်းတဲ့အိုးကအမေမုတ်သေးပေါင်းတဲ့အိုးဆိုတော့ကောင်းချင်းနေပြီးအသားလေးပဲအမေကောင်းချင်းပေါင်းနေတော့အဖေလည်းအိမ်နေလို့မရတော့ဘူးအုံးသီးနှလုံးကောင်းအောင်ချစ်ပေးရတာပေါ့အုံးသီးချစ်ပြီးတဝက်ကိုဥယျာဉ်ညှစ်လို့ပေါင်းထားတဲ့ကောင်းချင်းပေါင်းကိုဆန်းလိုက်တယ်ညှစ်ထားတဲ့အုံးသီးဖြူကိုတမောက်အောင်ရောင်းပန်းနဲ့ထိုးဖွာပေးရတယ်အဲ့လိုတမောက်အောင်မှွေပြီးတဲ့ကောင်းချင်းကိုဒံဝန်းကြီးနဲ့ဖိသိပ်ပြီးမင်းနဲ့ခြံထားတဲ့မျိုးကိုတင်းလိုက်တော့စားလို့ကောင်းတဲ့ကောင်းချင်းပြန်ပေါင်းကိုရတယ်အုံးသီးနဲ့မှွေရင်စားနေနေထဲမှာရတာရှိတာဗျအမေတို့ကောင်းချင်းပေါင်းလေနဲ့ယူမသွားခင်ဖျားဆုံးကတ်တာတို့အဖွားနဲ့ညီမတို့ခြံခဲ့တာကိုလောက်ရတာပေါ့ကျုပ်တော့ကတော့တဝါတပဲပြောဗျာမောကခန်းနိုင်ရိုးလားအဖွားကလည်းဝမ်းချုပ်မှဆိုးတယ်ဆိုပြီးနည်းနည်းလေးစားတော့ကျုပ်ပဲလက်ကြံသိမ်းလိုက်တာပေါ့ဒါရင်ဘယ်ကောင်းမလဲဖျားဆုံးတော်စီပြေးပြီးအရှင်ဖျားစွန်းဖုံးပေးကတပည့်တော်ကိုအောင်တမ်းမြရရှိအောင်စွန့်တော်မူပါဖျားလို့ပါဇက်ကအဖွားเจ้าအော်ဆိုလို့ပေါက်စိန်ပေါက်ဦးသွန်းနေချပြီးဖျားဆုံးတော်ကတ်ထားတဲ့ကောင်းချင်းပြန်ပေါင်းကိုစွန့်ပြီးစားလိုက်တာပေါ့ကျုပ်ကအဲ့ဒီချိန်က17နှစ်သားပေါ့ငားထဲမှာစားသိနေတယ်အိမ်ထဲเจ้าနဲ့ကခြံချုပ်ခြံချားတယ်လေပြီး900လောက်ပဝေးမှာပေါ့ကျုပ်เจ้าသွားရင်အမေက10ပြားပဲမဟုတ်ဘူးပြီးတယ်အဖွားကစိတ်ကောင်းလေးကတ်တဲ့ရဲ့ဆို9ပြား10ပြားပေးရတယ်ကျုပ်တို့เจ้าမှာတမတ်ဖို့ဝယ်စားနိုင်တဲ့ကောင်ကခက်ရှားရေကျုပ်တို့လေးနဲ့အောင်တဲ့နှစ်ကအမတ်1မူလာတန်းเจ้าကိုအလဲတန်းเจ้าစင်တိုးလိုက်တာနဲ့တန်းကြုံလိုက်တယ်ကျုပ်တို့ကံကောင်းချက်ကတော့ရွာကနေမျိုးเจ้าသွားပြီးအလဲတန်းပညာကိုတင်စရာမလိုတော့ဘူးလေရွာကเจ้าမှာပဲလေးတန်းအောင်9တန်းကိုဆက်တက်ခဲ့ရတာပေါ့မရ1966ခုနှစ်မှာအလဲတန်းเจ้าဖြစ်သွားတယ်เจ้าဆရာကြီးကဦးကျော်သိန်းအရန်သဘောကောင်းတယ်ဆရာအသစ်2ယောက်နဲ့เจ้าဆရာကြီးပဲเจ้าကိုရောက်လာတယ်ရောက်တဲ့ဆရာတွေကလည်းအဝေးကြီးကပြောင်းလာတာမဟုတ်ပဲပြုံးတစားမြို့ပေါ်ကရွာများမှာလာတင်ကြတာရွာနဲ့မြို့ကဆက်နေတာဆိုတော့လမ်းလျှောက်လာရင်နိုင်ဝဲမလျှောက်ရဘူးကျောင်းဆရာကြီးနဲ့ဆရာမအစ်စ်ဒေါန်နုနူကြီးတို့ကအင်းကြီးချင်းဖြစ်နေကြတယ်အားလုံးဆရာမတွေကရက်ဆွေရွမျိုးတွေလို့တီးနီးရှိကြတယ်ကျုပ်ကကျောင်းကရက်တက်ပြီးတာနဲ့အမေနဲ့ဇေယောင်းနဲ့နောက်တကောက်လိုက်ရတယ်အဲ့ဒီအချိန်ကရွာကျောင်းနေဆိုအဖေဥပုကျောင်းပိတ်ရပဲမျိုးပေါ်မှာတော့ဘလို့ပိတ်တယ်မသိဘူးအခုတော့ကျောင်းတိုင်းဝါရင်းဆိုဥပုံနဲ့တနင်္ဂနွေကျောင်းပိတ်ပေးကြတယ်ရွာမှာစပားဆိုင်ပြီးဆိုလေသမားတဲ့အလုပ်ပါကြတယ်စောင့်ရောက်ရင်ကိုင်းသီးနဲ့စိုက်ဖို့ထွန်းတွေထဲတွေဂျန်လုံးတွေပြပြင်ကြတယ်နွားတွေအားရှိအောင်မြည်ကျွေးကြတယ်စပားပင်ထွားလာရင်မြည်ရည်သမားတွေခိုးမြည်အောင်စောင့်ရတယ်စပားတီးလိုက်ရင်စာစမောင်းရတယ်ဒီလောက်ပဲဆိုတော့တက်တာတဲ့အချိန်လိုပြောရမှာပေါ့အဖေတို့ကနားရတဲ့အချိန်အမေကဈေးတောင်းခေါင်းရွက်ဖူးပြင်းနေပြီအိမ်မှာမိုးရင်းဆိုင်ရန်စံလဲလောင်ထားတယ်စံကုန်းရင်စပားမပုံပြီးစားလို့ရအောင်အရန်နေနဲ့15 5ဝင်ပုတ်ထဲမှာစပားတွေလည်းချန်ထားသေးတယ်စားရည်အတွက်ပူပန်းစီရမလို့ဒါပေမဲ့စီတို့စားတို့ကြက်တုံတို့ဟင်းစားရဖို့အတွက်ပိုက်ဆံလိုတယ်အချို့ချမ်းနဲ့ယာသီးနဲ့လေးတွေတပိုင်းတိုင်းစိုက်ပြီးမျိုးစေးသွားရောင်းလို့ရတဲ့ပိုက်ဆံနဲ့ဟင်းဝယ်စားကြတယ်ကျုပ်တို့ချမ်းကရေမြုပ်လို့လမ်းထွက်ရင်တရားပေါ်ကဖြတ်လျှောက်မှလမ်းပေါ်ရောက်တာဗမာချမ်းစိုက်စားလို့ရမှာလဲစပားစိုက်ပြီးတာနဲ့အမေကောင်းချင်းထုတ်တွေထုတ်တယ်မပြောသေးနဲ့ကောင်းချင်းထုတ်တစ်ချမ်းကို50သာကွက်တီပဲနှစ်ချမ်းကိုရင်ပချင်းဟပ်ပြီးနှီးနဲ့300လောက်စီးလိုက်တယ်ကောင်းချင်းထုတ်ကြီးတွေရေနဲ့ထက်ပြုတ်တယ်မနဲ့ကလေးကပြုတ်ထိုင်ရင်ညနေဆိုကြက်ပြီးနှုတ်နီသွားရောင်းတာပဲရောင်းတာကရွာထဲလည်းရောင်းတာမဟုတ်ဘူးရွာအရှိဘက်မှာရှိတဲ့မတူတဲ့ငကြီးအိုင်စင်ဘူးတကာတဲကျော်ဆိုတဲ့ရွာတွေကိုအရောက်ပြီးသွားရောင်းတာအဲ့ဒီရွာတွေကရွေးနေချောင်းရဲ့ချောင်းလက်တက်ထွက်သွားတဲ့ချောင်းရိုးဘေးကရွာတွေပေါ့အမေရွေချက်ကပိုက်ဆံကအတိကမဟုတ်ဘူးငစုံငချောက်ရဖို့ကအတိကရဲနွယ်ချောင်းဘေးကရွာတွေဆိုတော့စပားပြီးငားရှာကြတယ်ငားမျိုးစုံရတော့မျိုးတက်မယောင်းဖြစ်တဲ့အခါစားနေပြီးငချောက်လန်းကြတယ်အမေယူသွားတဲ့ကောင်းချင်းတုံးနဲ့
ဈေးသိမ့်ပြီးဆိုရင်ငစုံငချောက်ကြုံရနဲ့လဲယူကြတယ်တောရွာတွေမှာအလုံးနဲ့လက်မပြတ်တာဆိုတော့အခုလိုသွားရောက်တဲ့လူရှိမှစားကြရတာအမေနဲ့အဲ့ဒီရွာသူရွာသားတွေနဲ့ကလည်းရက်ဆွေရွမျိုးလိုခင်မင်နေကြတာဆိုတော့လူမြင်လိုက်တာနဲ့ခေါ်ဝယ်တော့တာပဲနေကောင်းကောင်းလှမ်းထားတဲ့ငချောက်ကိုတော့ငချောက်အနေနဲ့စားကြတယ်တေးသားလောက်လှမ်းထားတဲ့ငချောက်ကိုတော့အမေအိမ်ပြောင်းတာနဲ့စုံနဲ့ထောင်းပြီးငပိသိပ်ထားလိုက်တာပဲငစင်ရိုင်းတို့ငရက်ငခူးငပြေမမချောက်တစ်ချောက်ရလာလို့ကတော့ငပိကောင်လို့ငပိလုံနဲ့တနေစာစူဆောင်းတော့တာပဲအမေဈေးအောင်နာကလည်းပုံမှန်မဟုတ်ဘူးဒီအခေါက်မှာကောင်းချင်းတို့ဆိုနောက်တစ်ခေါက်မုံစီကျော်မုံချိုသွင်းကျုပ်တို့စီမှာမုံလဲပြီးလို့ခေါ်ကြတယ်အဲ့ဒီနောက်တစ်ခေါက်ဆိုမုံစင်းမောင်းတစ်ခေါက်နဲ့တစ်ခေါက်မထက်စေရဘူးကျုပ်ကအမေသွားရတော့ကောက်ကောက်ပါရတယ်ဆိုပေမဲ့ကျောင်းပိတ်ရက်နဲ့ကြုံမှလိုက်ရတာပါတခါတော့ကျောင်းကိုခွင့်တိုင်ပြီးလိုက်ရတဲ့အခါလည်းရှိတာပေါ့ဘာပဲဖြစ်ဖြစ်အမေဈေးအောင်နေနေတဲ့ကျုပ်ဖိုက်တင်းနေတာပဲအမေကယုံမုံရောင်းတာမဟုတ်လားအိမ်မာကစားမိလူကျုပ်နဲ့သုံးနှက်တဲ့ညီမပဲရှိတာမုံမျိုးစုံရောင်းမိမဲ့မိုးစင်းမောင်းကတော့ကျုပ်လက်လန်းနဲ့အစားရတယ်မတက်အောင်ပမန်းတာမိုးစင်းမောင်းပေါင်းမှုကောက်ကြီးစပါးစကွဲတို့ဝဲပြီးစိန်ထားရတယ်ဆန်စင်းပြီးဆန်ပွက်လာရင်ရေစစ်ထားရတယ်ရေစစ်ပြီးတာနဲ့ဆန်ကိုစုံနေထောင်းရတယ်အိမ်မှာဆန်ဖွတ်တာတို့စပားထောင်းတာတို့အတွက်မောင်းစုံလုပ်ထားတယ်ခြံထဲမှာရိုးတာဆိုတော့နွားတင်ကိုဖေးကပ်ပြီးမောင်းစုံလုပ်ထားတယ်မောင်းစုံကတစ်သားကြွေးတွေနဲ့စုံနဲ့ထည့်ထောင်းတာမဟုတ်ဘူးခြေထောက်နဲ့နင်းရတာတယောက်ကဒိုင်ငံနင်းပြီးတယောက်ကမြေထဲမြုပ်ထားတဲ့တစ်သားစုံနာထိုင်ပြီးမောင်းစုံအကြွမှာလက်နဲ့ဆက်ခနဲ့မှွေပေးရတယ်လက်အယုတ်နောက်ကျလို့ကတော့မောင်းထောင်းပြီးသားပဲမုံတပေါင်းစာအတော်ထောင်းရတာဆန်ကိုမှုန့်ညက်နေအောင်ထောင်းပြီးတာနဲ့ဆန်မုံချတဲ့စကားလေးနဲ့ချရတယ်နူးညက်နဲ့ဆန်မိုရွရွလေးကိုပေါင်းတဲ့ထည့်ပြီးရနွေးနဲ့ပြန်ပေါင်းရတယ်ဆန်မိုပေါင်းလို့ကြက်ပြီးဆိုစကားလေးလောင်းထည့်ပြီးခနွေးနွေးလေးရှိရင်စကားချင်းနဲ့တိုက်ချရတယ်အဲ့ဒီလိုတိုက်ချတဲ့အမှုကိုစကားစဲနဲ့အမောင်းဖြစ်အောင်ချရပြန်တယ်မှုန့်ညက်လေးကောင်းလေးပဲအဲ့ဒီလိုချပြီးတဲ့မုံသားကိုထညက်ရည်မပြေမကျလေးလောင်းပြီးတမောင်ရွရွလေးလက်ငါးချောင်းစီနဲ့ထိုးဆွပေးရပြန်တယ်မုံပြူသားအတွက်ခြံထားတဲ့မုံကိုအုံဒီတစ်လုံးညှစ်ထားတဲ့အုံနုရည်နဲ့စောခလိုပဲလက်ငါးချောင်းထိုးပြီးမုံသားကိုရွလေးဖွပြီးမုံနဲ့အုံတို့တမောင်လှုပ်ပေးရတယ်ပြီးရင်ပေါင်းတဲ့စကားနဲ့တစ်ထက်စီချပေးရတယ်အောက်ဆုံးကထညက်နဲ့ထားပြီးအလေသားကိုမုံပြူမှုထည့်ပေးရတယ်ပြီးမှထညက်နဲ့နေထားတဲ့မုံသားကိုစကားနဲ့ချပေးရတယ်အဲ့ဒီလိုရွလေးလုံးမှာမုံစေးမောင်းအသားကကဲ့မူသားလိုပေါ့ပွားလေးရှိတာပေါင်းပေါ်ပြန်တင်ရရင်လဲအိုးမလုံးရွလေးတင်ရတယ်အိုးလှုပ်လိုက်လို့ဖွာထားတဲ့မုံသားအမှုပြီးသွားရင်မုံကပြေးတွတ်ဖြစ်သွားရောဘိမုံသားလိုစီကကက်နဲ့စားလို့ကြရမတွေ့တော့ဘူးအမေလေရမုံစင်းမောင်းကိုအရှိရွာသားတွေကအတော်ကြိုက်ကြတာဗျမုံစင်းမောင်းတစ်ခေါက်သွားရောက်ရင်နောက်တစ်ခါအချမ်းမုံနဲ့သွားရင်မုံစင်းမောင်းလှုပ်လာဖို့တဖုံးမှာကြတယ်မုံကစားကောင်းသူတို့လှုပ်ဝင်အောင်ပင်ပန်းတော့ဇက်တိုင်မလုပ်ဖြစ်ဘူးအမေကနှစ်ရေချတစ်ခါမှတစ်ခေါက်ထွက်တာဈေးအောင်နာကလည်းရာသီကြည့်ရောင်းရတာတရင်ကျလောက်ကိုဆိုအမေဈေးတော်သိမ်းပြီးစပားရည်ပြီးတာနဲ့ကန်းဝင်ရတော့မယ်ဆိုတော့ဈေးအောင်လို့မဖြစ်တော့ဘူးအဲ့ဒီနေ့ကနောက်ဆုံးတော့ဖြစ်လိမ့်မယ်တနေ့လုံးအမေမုံစင်းမောင်းတိုးစာလုံးပန်းနေတယ်ကျုပ်ကလည်းအဖိနေကြောင်းပိတ်တော့ဘဲမှမသွားရဘူးအမေမုံထောင်းရင်ရှောင်နေလို့မရပဲဝင်ထောင်းရတာပေါ့ကျုပ်တယောက်အားနဲ့စုံမောင်းထံကိုနင်းတာကြောက်ရုံလေးကြွတာကျုပ်အထက်ကအမနဲ့ကျုပ်နဲ့အတူဝင်ထောင်းတယ်သူတယောက်ထဲလဲမောင်းတံကိုကြမနေနိုင်ဘူးကျုပ်ပါတော့သူလဲတက်တာကိုလဲတက်တာပဲအမေကစုံနာထိုင်ပြီးမှွေပေးနေတယ်ကျုပ်တို့မောင်နှမကအချက်ချက်ချမောင်းတံကိုနင်းပေးနေတယ်မောင်းတံကိုတကူလုံးအားနဲ့နင်းချလိုက်မောင်းတံအရင်ကမြေကြီးရဲ့တထော်လောက်မြုပ်သွားတယ်နင်းနဲ့အရှင်ကြောင့်မြေသားတိမ်သွားတဲ့အချက်မှန်ရင်မှန်နေဒုံနဲ့နားထောင်လို့တောင်ကောင်းသေးတယ်တယောက်ယောက်ခိုးလိုက်တာနဲ့တန်စီမမှန်တော့ဘူးအဲ့ဒါဆိုအမေကထောက်អော်တာပဲနင်တို့မောင်နှမတွက်ကက်နေတာပဲငါလက်စုံနဲ့ထောင်းပြီးတော့မှာပဲအားဆိုင်ပြီးနင်းမှာပေါ့အမေအတန်ဆုံးတော့ကျုပ်မောင်းနံပါခုံတက်ပြီးကိုဝါနဲ့ဖိချတာပေါ့မုံစင်းမောင်းမနဲ့စောထပေါင်းပြီးတာနဲ့ဒရင်းကျလက်ကွယ်နဲ့ကျုပ်တို့သားမိကညင်းနှပင်ရွာပဲဈေးအောင်ထုတ်ခဲ့ကြတယ်ရွာကိုဥတီသွားပြီမဲ့လေခွင်းထဲကတဲထိုးနေတဲ့လေသမားတွေကခေါ်ဝယ်ကြတယ်တတော်နဲ့ရွာကိုမရောက်ဘူးရွာရောက်တော့မုံကသုံးပုံတစ်ပုံကုန်သွားပြီရွာမှာလည်းအိမ်ထဲစီရောင်းတာမဟုတ်ဘူးအသိအိမ်ဝင်ရောင်းတာပိုက်ဆံပေးစရာမှမလိုတာသူတို့စားကျင်စလောက်ဝဲပြီးငချောက်ငဆိုးနဲ့ဈေးတင်ပြီးဖလဲယူကြတာရဲနယ်ချောင်းကြီးမခန်းသေးပြီးတော့ရေထဲကငါးဖို့ရှာနိုင်သေးရနေတာမို့လားညနေ3 နာရီကျော်ဆိုကျုပ်တို့သားမိပြန်ပြီးပဲ
အဲ့ဒီနေ့ကမိုးစိမ်းမလာရောက်ရင်အိမ်ကိုလာပြည့်အောင်လာပါကလေးတွေကလည်းတမီးတဲ့မင်းနေတယ်လို့ပြောလိုက်တဲ့စင်ကူးရွာကဦးလေးတန်းအိမ်ကိုမုံ90သာချင်ပြီးကျုပ်တို့သားမိကကြီးနှစ်ပင်ရွာကချောင်းဆန်းလန်းတိုင်းရှောက်သွားကြတယ်စင်ကူးရွာရောက်တော့သူတို့ရွာကိုလာမရောက်ရကောင်းလားဆိုပြီးဝိုင်းပြစ်တင်ကြတယ်ကျုပ်တို့သားမိကလည်းဦးလေးတန်းအိမ်ရောက်အောင်မုံကိုတူတသိယူသွားကြတယ်ဦးလေးတန်းအိမ်မှာလူစုစုဖြစ်နေတယ်ကျုပ်ကဆက်စုလိုက်တဲ့ကောင်ဆိုတော့ဦးလေးတန်းကိုအမေအရင်မေးလိုက်တယ်ငမောင်တို့တော့ဖိုက်ခွင်းနေတော့မင်းမေကိုပြင်နှစ်ပိတ်တာသုံးပိတ်တာလို့ယူသွားခိုင်းဝက်ပေါ်တာတဲ့ဝက်ပေါ်ပြီးစပားပေါ်ပြီးဝက်သားစားကြီးနဲ့လူတပိတ်တာနှစ်ပိတ်တာယူကြတယ်စပားပေါ်တာနဲ့ဝက်သားစည်းနဲ့စပားစည်းသိပြီးပေးချေကြတယ်အမေကပေါင်သားနှစ်ပိတ်တာယူမယ်လို့ပြောလိုက်တယ်သူတို့ကစပားပေးနဲ့ရောင်းလာဆိုတော့ကျုပ်တို့လေကရှေ့လာဆိုရိတ်တော့မှာ2လ3သားလောက်ရောက်ရင်ဝက်သားဖို့စပားလာယူမှာပါသွားတယ်မိုးစိမောင်ကတောင်းချတာနဲ့ပြိုက်ခနေပဲဗကန်နဲ့ထည့်ပြီးတယောက်တက်ဆုပ်နှိုက်စားလိုက်ကြတာမုံ90သာကုံရောပဲဦးလေးတန်းအိမ်သားအပြင်ဝက်ပေါ်တဲ့လူက2ယောက်ရောက်နေတယ်သူတို့ပါဝိုင်းစားကြတာပေါ့မုံဘိုးကိုတော့အပြန်မှာငချောက်တွေဈေးသိမ့်ပြီးပေးလိုက်တယ်အမေကငချောက်တွေများလိုက်ရင်တူရပေါင်းပြီးဈေးမှာတွားရောက်လိုက်တယ်ငချောက်တစ်ချောက်ငါးတွေကိုထောင်းပြီးသိမ်းထားလိုက်တယ်အမေဝါရင်း3လောက်ဈေးအောင်လိုက်တာငပိအချိန်90ဝင်တိုးနဲ့အချိန်10ဝင်တိုးမပြည့်ပြည့်ရလိုက်တယ်အဲ့ငပိတွေကိုတနွေလုံးစားလဲစားပြန်လဲရောက်အလုပ်ကိုဖြင်းလို့ဆွေကူးရွာကဝတ်သားနှစ်ပိတာတောင်းနေထည့်ပြီးတာမင်းရောပြန်လာကြတာပေါ့တရင်ကျွတ်လက်ကွန်ဆိုပေမဲ့မိုးသားကတီးတက်နေတော့တစောင်းမုန်းလောက်ရောက်မှမိုးကုန်မယ်ထင်တယ်မိုးုံပေမဲ့မိုးကတော့မရွာဘူးနေလင်းမသားဘူးအနောက်ဘက်ကမိုးအုပ်နေရမိုးမအုပ်ရင်နေကိုမျက်နှာပူပြီးပြန်ရမှာအခုတော့မိုးသားတွေအုံဆိုင်နေတော့ကျေးဇူးတင်ရမယ်ရွဲနယ်ချောင်းပြီးတန်ကျွတ်တူရွာကိုပြန်ခဲ့ကြတာရွာနာရောက်တော့4 နာရီခွဲပြီးနေမသားနိုင်တာဆိုတော့မှောင်ရီတန်းနေတယ်ဦးအောင်ဖေတဲစုကိုကြော်လာတာနဲ့ဦးမြဆန်တဲစုကိုရောက်တယ်ဦးမြဆန်တဲစုလမ်းကလေးရွာထဲပဲလှည့်ဝင်လာကြတယ်တလန်းလုံးကျွတ်တူသားမိနေရောက်တယ်ရှီရောနောက်ရောမှာပါအတူသွားလာတဲ့လူမရှိဘူးကျုပ်တို့ရွာပဲလှည့်ဝင်တဲ့အချိန်အငြိမ်နေတဲ့ကျုပ်ကအရှိနောက်ဝဲရလှက်ပက်ကြီးကိုင်းမင်းတွေကိုလက်ထဲကတုံးနေရိုင်းရင်လာခဲ့တယ်အဲ့ဒီအချိန်မှာနောက်ကလူတစ်ယောက်ကိုမြင်လိုက်တယ်အမေနောက်မှာလူကြီးတစ်ယောက်ဟဲ့လမ်းပေါ်မှာလူရှိတာစမ်းသလားရွာကိုလေတဲ့ကပြန်လာတာဖြစ်မှာပေါ့မဟုတ်ဘူးစောကနောက်မှာဘယ်သူမှမရှိဘူးအခုမှတွေးလိုက်တာကျုပ်စကားကြောင့်အမေနောက်လှည့်ကြည့်လိုက်တယ်ကြည့်ပြီးတာအမေကဆူတယ်နောက်စီရမရှိလူကြီးကိုလားနောက်နေတယ်ဘယ်သူမှလှိုက်မလာဘူးအမေစကားဆိုကျုပ်နောက်ကိုလှည့်ကြည့်လိုက်တယ်လူကြီးကပါလာနေတော့မယ်လက်လေရဲဝတ်တဲ့အဝေးအစားနုံဝတ်ထားတယ်ပစိုးကအညူခွဲချက်တေချာမြင်ရတာအမေကမရှိဘူးပြောနေတယ်ကျုပ်တို့သားမိနောက်ကပေ20လောက်အကွာမှာပါလာတယ်ဒါကြောင့်ကျုပ်လည်းအမေကိုမကြည့်မနဲ့စကားဆိုလိုက်တယ်အမေကသာမမျိုးပြောနေအဲ့ဒီလူကြီးကအနားရောက်တော့မယ်ဘာတွေလျှောက်ပြောနေတာလဲလာမြင်လျှောက်ရှေ့ကိုပဲကြည့်လျှောက်မဆက်စုနဲ့အမေတားတို့တင်းချိုင်းနဲ့ရောက်နေတယ်အဲ့ဒီလူကြီးကတင်းချိုင်းထဲမှာနေတာလားမသိဘူးတားလှည့်ကြည့်လိုက်တော့မတွေ့တော့ဘူးတော်တော်စကားရှိတယ်မိချောင်းသားပဲကျုပ်တို့အရှိဘက်ရွာကိုသွားတယ်မနေ့တစ်ခေါက်ညနေတစ်ခေါက်ဒီတင်းချိုင်းဖေးလန်းကသွားနေချာအနောက်ဘက်မှာတင်းချိုင်းတစ်ခုရှိသေးတာဆိုတော့တောင်ဘက်တင်းချိုင်းမှာလူသေးမြုပ်နေသွားတယ်တရွာတဲ့ထူးထူးခြားခြားတင်းချိုင်းတစ်ခုဖြစ်နေတာရွာကလည်းရွာကြီးရက်ကွက်ကလည်း10ရက်ကွက်ကျော်လောက်ရှိတယ်တောင်ဘက်တင်းချိုင်းကလူနေရက်ကွက်နဲ့နီးသလိုလေယာဉ်နဲ့လည်းထိစက်နေတယ်ရွာထဲကလေထဲသွားရင်တင်းချိုင်းဘေးကဖြတ်သွားရတယ်။နှွေးခေါင်းစုံဖုံးထောင်းထောင်းနဲ့လဲလန်းဖြစ်နေတယ်။အနောက်တုတ်တန်ကတီးတန့်ရှိတယ်။ရွာနဲ့လှမ်းနေတင်းချိုင်းနဲ့တောင်ဘက်မှာရွင်းနယ်ချောင်းရှိတယ်။အနောက်ဘက်မှာမိရထားတန်းလန်းရှိတယ်။အတော်ဝေးတယ်။မြောက်ဘက်ခလန်းလန်းမှာပြူနစာမြို့နယ်နေပဲရှိတယ်။တင်းချိုင်းရဲ့အရှိဘက်မှာကျုပ်တို့ရွာရှိတယ်။ဒါကြောင့်ပဲအဲ့ဒီတင်းချိုင်းကိုအနောက်တုတ်တန်လို့အမည်တွင်နေတယ်။အမေကရှေ့ကခတ်သွဲ့ရှောင်းနေတယ်။ကျုပ်ကလက်တစ်ဖက်ကိုအငြိမ်မနေပဲတုံးနဲ့အကိုင်းမင်းတွေကိုရိုက်လိုက်လာတာဆိုတော့အမေနောက်မှာကွာပြီးကြံနေခဲ့တယ်။မိအောင်ပြေးလိုက်မြင်မြင်နဲ့ရိုက်လိုက်နဲ့စောစောကလူကြီးကိုမိသွားတယ်ခဏနေတော့ရွာထဲဝင်ခဲ့တယ်ချမ်းမြေသားစီရုပ်ကရိုးလေးပိုင်အတိုင်းလျှောက်လာခဲ့တယ်ကျုပ်တို့နေတာကကြောင်ကြီးတောင်မရက်ွက်ပေါ့ကိုနေတဲ့ရက်ွက်ထိရောက်ဖို့15မိနစ်လောက်ရှောက်လိုက်ရသေးတယ်အိမ်နောက်မြောက်ခင်မှာမိုးလေးဖွယ်ဖွယ်ရွာချလာတယ်ကျုပ်ကအမေကိုထားခဲ့ပြီးအိမ်ကိုတန်းပြေတာပေါ့ခဏနေတော့အမေရောက်လာတယ်ခြံထဲမှာမိုးနေသွားလို့ရေခမ်းနေပြီဝါရာလည်းပြီးခဲ့တဲ့အပတ်ကအဖေဖြုတ်ပြစ်လိုက်ပြီညနေဆိုကျုပ်တို့မောင်နှမနဲ့အနီးနားကတငယ်ချင်းတွေမမောတဲ့ကစားကြတာပေါ့ဒီအပတ်ကျောင်းနှစ်ရက်ပိတ်တာ
ကစားချီမရလိုက်ဘူးဗျမနေ့ကညနေပိုင်းတွေကမုံထောင်းပေးနေရတယ်ဒီနေ့အမေနောက်တကောက်ကောက်လိုက်ခဲ့ရတယ်အိမ်ပြန်ရောက်တော့အဖေကအိမ်မှာရင်နွေးချမ်းတောက်နေတယ်အသက်60ကျော်အဖွားကအမေပါလာတဲ့ဝတ်သားတချို့ကိုပြုတ်တချို့ကိုညစာအတွက်ချက်ဖို့လုပ်နေတယ်ကျုပ်ကရေမချိုးခင်ချီကြီးအိမ်ကကစားနေကြတဲ့တာစိန်တို့စီရောက်အောင်သွားပြီးဝင်ကစားပြစ်လိုက်တယ်ငမောင်လာပြီးရေချိုးတော့အမေရေချိုးပြီးရနဲ့ကျုပ်ကိုရေချိုးဖို့လှမ်းခေါ်တယ်အဖွားချက်နေတဲ့ဝတ်သားဟင်းနဲ့ကလည်းကျုပ်ကစားနေတဲ့စီရောက်အောင်မှွေးပြန်လာတယ်ဟင်းနဲ့ကဆွဲဆောင်နေပြီဆိုတော့ကစားဝဲဖြတ်ပြီးရေချိုးဖို့ရည်ရင်းရှိရလာခဲ့တယ်ခါတိုင်းဆိုတခွန်းခေါ်လို့ကျုပ်ဆိုတဲ့ကောင်ကကစားဝဲဖြစ်ရိုးမရှိလူကြီးတွေချိန်မောင်ဒုတ်ပြင်မှာကစားဝဲဖြစ်တဲ့ကောင်ဗျဒီလောက်စီကစားတာမှတ်တာအခုခီးကပန်းဘိုက်ကစားဟင်းနဲ့လေးကတင်းဆိုတော့ရေချိုးပြီးတာနဲ့အဝါပြဲစားမယ်စေကူးထားတာပေါ့ကျုပ်ရေချိုးပြီးအဝဲစားလဲဝစ်မလို့အိမ်ဘက်လာတော့အိမ်ပေါ်မှာအဖေနဲ့အမေအဖွားတို့ခေါင်းချင်းဆိုင်ထိုင်နေကြတယ်လူကြီးတွေမျက်နှာချင်းဆိုင်မှာကျုပ်အမကထိုင်နေတယ်အမရဲ့မျက်နှာကမှုန်တုံးနေတယ်ပြီးတော့ခေါင်းကိုရှင်းနောက်ခါရမ်းနေတယ်ကျုပ်အဝဲစားလဲပြီးမတိမတာအကဲခတ်လိုက်တယ်အဖွားကအမကိုမေးလိုက်တယ်ငါမြင်းမှာဘသူဝင်ကက်နေတာလဲငါကြော်တုံးပဲကြော်တုံးဘဲခါကြော်ထုံးလဲငါတို့မသိဘူးဒီရွာတောင်ဘက်တင်းချိုင်းမှာနေတဲ့တရေကြော်တုံးပဲတင်းချိုင်းထဲမှာမနေပဲဘာလို့လိုက်လာတာလဲဝတ်သားဟင်းစားခြင်းလို့ဝတ်သားဟင်းစားပြီးရင်ပြန်မလားဝတ်သားဟင်းရောဝတ်သားပြူရောစားပြီးမှပြန်မှာဟင်းမဲ့စားပါအပြုတ်ကအိမ်ထွက်ထားခဲ့ပါငါပြောတဲ့အတိုင်းမကြွရင်ငါတွေ့ကြထားတဲ့မင်းကလေးကိုတက်ပြီးဦးရီသွေးတွေစားပြီးမယ်ငါ့ကိုအကုန်ထဲကျွေးထမင်းမှာအကုန်ထဲငါစားပြီးမှပြန်မယ်ဟဲ့ထုံးမြင့်မပြောပဲ3ရက်လောက်ခုတ်ပြီးစမ်းတော့မြင်းအဖွားဖြစ်သူကအဖေကိုမပြောပဲအခုခိုင်းတယ်ကျုပ်ထိုင်နေရင်တော်တော်စိတ်ဆိုးတယ်ချုပ်စားမယ်အားခဲထားတဲ့ဝတ်သားဟင်းကိုတင်းငိုင်းတွေကတရေကလိုက်လာပြီးတောင်းစားနေတယ်တကယ်လောပါကြည့်တဲ့တရေပဲဗျကျုပ်တို့အတွက်ဝတ်သားပြူလေးချမ်းပါဆိုမရဘူးတဲ့အဖေငပြောရက်ခုတ်လာတော့အဖွားကသကောချက်ကိုယူပြီးငပြောရက်တီခင်းထားတယ်အဲ့ဒီအပေါ်မှာထမင်းဟိုးလိုက်တွန်းချလိုက်တယ်ထမင်းပေါ်မှာဟင်းတွေအားလုံးရောဝတ်သားပြူကအကုန်တွန်းချလိုက်တယ်ဟင်းတွေပုံပြီးတာနဲ့အဖွားကဟင်းတွေထည့်ထားတဲ့သကောချက်ကြီးကိုမှန်သွားရင်ချမ်းဝဘေးမှာထားလိုက်မယ်စားမယ်ဆိုလိုက်ခဲ့အဖွားကလိုက်ခဲ့လို့ပြောလိုက်တာနဲ့အမဖြစ်သူလည်းထိုင်နေရန်ကနေခွေးနဲ့လဲကျသွားတယ်တရေကောင်အဖွားနောက်လိုက်သွားတယ်ပုံပဲအဖွားကထမင်းနဲ့ဟင်းပုံထားတဲ့သကောချက်ကိုခြံဆက်မှာချပြီးပြန်ဝင်လာခဲ့တယ်ကျုပ်ကစိတ်ဝင်တစားနဲ့အိမ်ပေါ်ကအကွယ်မှာရက်ပြီးအပြင်ကိုကြည့်နေတယ်လာကျုပ်တင်းချိုင်းနဲ့ပြက်ချောင်ရင်မြင်လိုက်ရတဲ့သူကြီးဖြစ်နေတယ်ကျုပ်တို့အိမ်ကိုကြောပေးပြီးထမင်းဟင်းတွေအားရပါရထိုင်စားနေတယ်ပစိုးခွက်ကြီးကိုမြင်လို့တိလိုက်ရတာပေါ့တင်းချိုင်းနဲ့ပြက်လာရင်တားတွေးလိုက်တဲ့သူကြီးထမင်းတွေထိုင်စားနေတယ်အဖေမြင်ရလားမမြင်ဘူးဘယ်သူမှမရှိပါဘူးရှိတယ်အဖေတို့မမြင်ရပေမဲ့တားမြင်ရတယ်တင်းချိုင်းနဲ့ပြက်လာတော့ငမောင်ကတော့ပြောတယ်ကျုပ်လက်ကြီးတော့ဘာမှမမြင်ရဘူးအဲ့ဒီတည်းကတရေလိုက်လာတယ်ထင်လိုက်တယ်တရေကိုလူကြီးတွေကမမြင်ပေမဲ့ခလေးတော်တော်များများမြင်ကြတယ်အမောင်နဲ့တရေမြင်ရလို့ဖြစ်မှာပေါ့အခုမြင်သေးလားငမောင်အဖွားကပြုံရင်ကျုပ်ကိုလှမ်းမိလိုက်တယ်ရှိသေးတယ်အဖွားသကောတွေကဓမင်းနဲ့ဟင်းတွေအကုန်တော့မယ်ဟောထပြီးထွက်သွားပြီဟိုးတော်ပါသေးရဲ့လူတွေကိုဘာမှလုံမသွားလို့ဟင်းစားလိုက်ရတဲ့ကျင်းနဲ့သွားပြီးသူ့တင်းချိုင်းနဲ့ပြန်သွားပါစေရိုးလေးဝိုင်းပဲထွက်သွားတယ်အဖွားတင်းချိုင်းဘက်ကိုသွားတာပဲသကောကိုထားလိုက်မနဲ့မှကောက်သိမ်းလိုက်မယ်ကဲထမင်းရောဟင်းရောမရှိတော့ဘူးထမင်းပြန်ချက်ပြီးငါ6ပုတ်စီစံစားကြမယ်ဝတ်သားဟင်းနဲ့စားရမယ်မှတ်တာငကြည့်ကြတဲ့သေးရဲ့လိုက်လာပြီးစားသွားသေးတယ်ကျုပ်တို့လည်းညစာကို9နာရီထိုးမှစားရတော့တယ်စားတော့ပြီးအဖေတို့အမေတို့အဖွားတို့ကစောကသေးရဲ့ကြောင်းစကားထိုင်ပြောကြတာပေါ့ကျုပ်နဲ့ညီမလေးတို့ကအိပ်ရဝင်ဖို့အသင့်ဖြစ်နေတာပေါ့မိတ်ချင်းပဲခံနိုင်မလားမနဲ့ကလေးကရွေးနယ်ချောင်းယူတိုင်းရှောက်နေရတာကကြီးနှစ်ပင်းနဲ့စင်ကူးရွာနေရမှာတရွာကိုတနာရီခွဲလောက်ပဲထိုင်ဖြစ်တာပြီးတော့ပြန်လာတယ်4နာရီခွဲမှအိမ်ပြန်ရောက်တာလေညောင်းလဲညောင်းခါလဲတောက်ဓမင်းစားပြီးတာနဲ့မျက်လုံးတွေလေးလာပြီးအိပ်ရတယ်ဝင်ပြီးအိပ်လိုက်တာပေါ့နောက်နေ့ရောက်တော့ကျောင်းတက်ဖို့အမေကပြင်ဆင်ပေးမဲ့ကျောင်းမှာမနေ့9နာရီတက်ရတယ်နေ့လည်း12နာရီမုံစားလွတ်တယ်နေ့လည်း1နာရီကျောင်းပြင်တက်ရတယ်မိုးဖြက်ရွာတော့အိမ်ကြီးပေမဲ့ထမင်းယူသွားတယ်
ကျောင်းမှာကျောင်းသားတိုင်းလိုထမင်းချိုင်ကိုစီပါတယ်တလုံးချိုင်နှလုံးချိုင်နေနဲ့ထည့်ခဲ့တာပေါ့ပြီးတော့ဝိုင်းဖွဲ့စားတော့ကြတယ်ကျုပ်တို့အိမ်ကတော့ငပိကျော်ငချောက်ဖို့ငါးလေးဟင်းပဲ့ပြုတ်ကျော်ပဲလုံးပြုတ်ကျော်ကစုံရွက်ကျော်ဒီဟင်းတွေပဲနှိမ့်စင်ပါသွားတယ်စူပေါင်းစားတာဆိုတော့ဟင်းတွေမကောင်းပေမဲ့အစုံစားရတယ်အခုမိုးကုန်ပြီဆိုတော့ဘုံစားလွတ်ချင်တနာရီမဟုတ်လားကျုပ်တို့မောင်နှမအိမ်ပြန်စားရတာပေါ့စားပြီးတာနဲ့လက်စေးပစိုးနဲ့လက်တုပ်ပြီးကြောင်းအမြန်ပြေးကြတာပေါ့ကျောင်းပြန်မတက်ခင်မြောက်ရှုံးအောင်ကစားရအောင်မဟုတ်လားမနဲ့ကျောင်းသွားပြီးတငယ်ချင်းတွေနဲ့တရေမြင်ဘူးလားလိုက်မိတယ်ကျုပ်ကတရေမြင်ဘူးကြောင်ကြွားတာပေါ့တရေကဘလို့လဲအဆွဲကြီးနေလားကြောက်စရာကြီးမဟုတ်လားဆိုတော့ကျုပ်အဖြေကိုဘယ်သူမှသဘောမကျဘူးကျုပ်ကိုညာတယ်ပြောကြတယ်ကျုပ်တင်းချိုင်းထဲမှာမြင်လိုက်တာကလည်းအသက်50ကျော်လူပုံလေကျုပ်တို့အိမ်မှာဝတ်သားနဲ့ထမင်းဆွာသွားတာကလည်းမျက်နှာမမြင်လိုက်ပေမဲ့စောစောကတွေ့လိုက်တဲ့လူကြီးပဲဒါကြောင့်ကျုပ်မြင်တဲ့အတိုင်းတရေဆိုတာရိုးရိုးလူပါပဲလို့ပြောတော့ညာတယ်ဆိုပြီးမယုံကြတော့ဘူးကျုပ်တရေမမြင်ခင်ကစိတ်မှာထင်ထားတာကကြောက်စရာမျက်လုံးရေးရေးကြီးဗဇက်ပြက်ပြက်နဲ့အဆွဲပြူးပြူးကြီးပုံဒါပေမဲ့ကျုပ်တင်တယ်တော့မဟုတ်ဘူးဖြစ်နေရင်တရေကရိုးရိုးလူပဲဒါကိုကျုပ်ကိုညားတာတဲ့ကျုပ်ကြောင်းလွတ်တော့အိမ်ပြန်လာတယ်အိမ်ရောက်တော့အဖေနဲ့အမေခြံဝေါမှာတိုးတယ်အဖေဘယ်သွားမလို့လဲမင်းဦးလေးကြော်ကြီးမိမလေခွင်းထဲမှာပိုးတီးလို့တဲ့သွားမိမလို့အဖေကရှင်းပြပြီးထွက်သွားတယ်ကျုပ်လက်အိမ်မို့ပြစ်တက်ပြီးလွယ်အိတ်ချက်ချင်းအိမ်ရောက်ပြန်ဆင်းလာတယ်ကျုပ်လိုပဲချီအိမ်ကတာစိန်နဲ့ပြစ်ထွက်လာတယ်ဟဲ့ငမောင်ကျောင်းကပြန်လာတဲ့ဝက်စားမလဲတော့ဘူးလားပြန်တက်ဝက်စားလဲအောင်ဟာအမေကလည်းနေကင်းကကစားထားလို့ချွေးနေညက်ပတ်နေပြီးမနဲ့ဖြန်နောက်တဆုံဝတ်သွားမယ်တာရေချိုးရင်လျှော်လိုက်မယ်ကစားကျင်နာနဲ့ရှော်မယ်ပြောတယ်လိုက်ရရင်နာတော့မယ်ရွာထဲရှောက်မစောနဲ့ဒီနားမှာပဲစော့ကြအမေစကားကအဝေးကြီးမှကြံခဲ့တယ်ကျုံနဲ့တာစင်ကကောင်းကျော်တို့တာအေးတို့နေတဲ့ဖျားကြီးကွက်တက်ကိုထွက်ခဲ့ကြတယ်ရွာထဲကဖျားကြီးကွက်တက်ဘက်ထွက်လာတဲ့ယူလေးရှိတယ်မိုးပြပြကြရင်ရေကဒူးကောင်းလောက်ရှိပေမဲ့မိုးပြက်တာနဲ့သဲတွေအပြည့်ကျန်ခဲ့တယ်ရေကမရှိတော့ဘူးကျုပ်တို့ကလေးတွေကဒီချောင်းကောနေတဲ့သဲပြင်ပေါ်မှာကစားနည်းမျိုးုံကစားကြတယ်ဘလုံးနဲ့ကန်ကြတယ်တူတူပုံတိုင်းလည်းကစားကြတယ်ပြေးတဲ့လက်တန်းလည်းကစားကြတယ်စိတ်ကူးရတဲ့အတိုင်းမျိုးစုံအောင်ပုံပုံကစားကြတယ်မောင်လို့နီးစက်ရမိဘတွေကလှန့်ခေါ်မှာလူစုခွဲပြီးကိုယ့်အိမ်ကိုပြန်ကြတယ်ဒီနေ့တာစိန်နဲ့အတူကောင်းကျိုးတို့စီလာတဲ့လမ်းမှာပိုးထိတဲ့ကျုပ်တို့အမျိုးဝင်ရှိတယ်ဦးလေးမိကဦးကျော်တန်းဒေါ်လေးမိကဒေါ်သိန်းခင်းနဲ့ဦးလေးရင်မဟုတ်ဘူးအဘိုးလေးရဲ့သားဆိုတော့ဦးလေးတဝမ်းခွဲပေါ့အိမ်ကအဖွားရဲ့မောင်ကမွေးတဲ့ဦးလေးတဝမ်းခွဲပေါ့အဖေကဦးလေးရင်ရောက်နေတယ်သူတို့အိမ်ရှိကမိုးချုပ်လို့ပြန်လာတော့လူတွေတရုံဖြစ်နေတယ်ကျုပ်ကဆက်ဆက်ဆုစုသိချင်တဲ့ကောင်ဆိုတော့ဦးလေးအိမ်နဲ့ဝင်ခဲ့တယ်ဦးလေးမိမဒေါ်သိန်းခင်ဘယ်ချင်းကဆုံးသွားတယ်မသိဘူးအိမ်ပေါ်မှာအလောင်းပြင်ထားတယ်ကျုပ်ရဲ့အဖွားကလည်းရောက်နေတယ်သူသားသမီးတွေငိုနေတာတွေ့တယ်ကျုပ်လည်းအဖေရောအဖွားရောရှိနေတာနဲ့အိမ်မပြန်တော့ပဲအဖေကိုမျက်နှာသွားပြလိုက်တယ်ဟာငမောင်ကျောင်းတို့တဲကအိမ်မြောက်သေးဘူးလားမိမိရိုက်တော့မှာပဲမမောင်ရင်ပြန်အဖွားပြန်မှာတားပြန်မယ်မင်းအဖွားကဒီမှာအိမ်မှာဒါဆိုအဖေပြန်မှာတားပြန်လိုက်မယ်ဟာငါကပြန်ရင်ပြန်မယ်မပြန်ရင်မပြန်ဘူးဒီမှာအိမ်မှာပြန်ညစ်နေလိမ့်မယ်အခုပြန်လိုက်မပြန်ဘူးတားဒီမှာအိမ်မယ်မင်းထမင်းလည်းမစားရသေးဘူးမင်းဒီလာတာမင်းအမေမသိဘူးမဟုတ်လားပြန်ကွာအဖေစိတ်ဆိုးလာနဲ့ကျုပ်အိမ်ပြန်ခဲ့တယ်အဖေပြောလေပြောချင်းစရာအမေစိတ်ပူပြီးကျုပ်ပြန်မရောက်ရင်လိုက်ရှာနေမှာအသေးကြပဲဒါနဲ့ပဲကျုပ်အိမ်ပြန်ခဲ့အိမ်ပြန်ရောက်တော့အမေစုတာခံရပြီးရေချိုးထမင်းစားရတာပေါ့8 နာရီလောက်မှအိပ်ရောက်ဝင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲတာစိန်တို့အမေဒေါ်လေးမြန်အိမ်မော်တက်လာတယ်မရင်မင်းအိတ်တော့မလားမေးသေးဘူးမေးမြန်လာလီမသိခင်ကိစ္စသိချင်လို့လာခဲ့တာတောင်ပဲတင်းချိုင်းနဲ့မှပိုးထီလို့ကြားလိုက်တာပဲဟုတ်လားဟုတ်တယ်နေစင်းကလေခွေးနဲ့စပားရင်းတို့စာမောက်ထွက်သွားတယ်ညနေစောစောပြန်လာတယ်တင်းချိုင်းနဲ့ကိုသူဖြတ်လျှောက်လာတာနောက်ကလူကြီးတယောက်လိုက်လာတယ်ခက်မြင်မြင်လျှောက်လာတယ်သူမြင်မြင်လျှောက်လေနောက်ကလူကြီးကမြင်မြင်လိုက်လာလေတဲ့ဒါနဲ့မဟုတ်သေးပါဘူးရက်ပြီးရန်တွင်းမလို့လှည့်ကြည့်လိုက်တော့ကြောက်စရာမျက်နှာကြီးနဲ့အရက်ကြီးကရှည်လာတာတွေးလိုက်တယ်ဒီရဲ6တာပဲဆိုပြီးကြောက်ကြောက်နဲ့လှည့်ပြေးတာတင်းချင်းအလွန်ရွာထိတ်မှာပိုးထိတာပဲသူကတက်တဲ့ကိုတက်နေမိတာတဲ့သူ့အတန်ကြားလို့တုတ်တန်ကြောင်းကကိုရင်လေးတွေထွက်ကြည့်ကြတယ်လဲနေတာတွေ့တာနဲ့ရွာသားတွေကိုအကြောင်းကြားလို့အိမ်ပြန်သေးလာတာလမ်းမှာတင်သတိမိသွားတယ်
တယောက်ပြီးမကြပါဘူးစုံသွားတာပဲသူ့ကိုစတွေ့တဲ့ကိုဝင်လေးတွေနဲ့လူတွေကိုတရေ6တဲ့အကြောင်းပြောလိုက်နိုင်သေးတယ်တရေကပဲမူရောင်ဆောင်ပြီးကြိုက်တက်လိုက်တာများလားကျမလည်းအဲ့ဒီလိုပဲထင်တယ်ဒါနဲ့ဟိုနေ့ကမက်ရင်မီဝတ်သားဝယ်လာပြီးချက်တာတင်းငိုင်းနဲ့ကတရေလိုက်လာပြီးအကြီးမကိုပုတ်ကပ်ပြီးတောင်းဆော်သွားတယ်ဆိုဟုတ်လားဘသူကမဟင်းမြန်ကိုပြပြတာလဲဘသူရှိမလဲအိမ်ကကောင်တာစိန်ပြောတာကျောင်းမှာမောင်မောင်ပြောပြလို့သိတာတဲ့ငမောင်တို့ကပါဇက်ကိုမလုံးဘူးဟုတ်တယ်မဟင်းမြန်လက်ကွန်လေးကဆိုပါတော့စင်ကူးရမှာမုံသွားရောက်ရင်ဝတ်ပေါ်တာနဲ့ကျုံလို့ဝတ်သားနှစ်ပိတ်တာဝယ်လာခဲ့တာ90သားလောက်ညနေနဲ့မနေ့စာအတွက်မှန်းပြီးချက်လိုက်တယ်ကျန်တာကိုပြုတ်ထားတာပေါ့အဲ့ဒါကိုတုတ်တန်ကိုဖြတ်ပြီးပြန်လာမှာဝတ်သားစားခြင်းလို့ထင်ပါတယ်အိမ်ထိပါလာပြီးဟင်းလဲကြက်ရောအကြီးမကိုဝင်ကပ်ပြီးစားမယ်တောက်မယ်ဟင်းရောထမင်းရောစားမယ်ဆိုတာနဲ့သကောလေးထိပ်ပြီးအိမ်ရှိမှကျွေးလိုက်ရတယ်အမလီကြားရတဲ့နဲ့ကြောက်ဖို့ကောင်းလိုက်တာကဲမှောင်နေပြီးပြန်လာအောင်မယ်မသိန်းခင်နဲ့တိုးတဲ့တရေကဒီဟိုပါလာတဲ့တရေများဖြစ်နေမလားတင်းငိုင်းမှာတော့တရေမျိုးစုံရှိတာပဲခါတိုင်းဒီလိုချုပ်နိုင်တာမကြမိပါဘူးကြုံကြိုက်လို့ဖြစ်မှာပါကျုပ်လည်းအချင်းစီပြော့သွားတယ်တားစင်ပြီးပြန်သွားမှာပဲအိပ်ပျော်တော့တယ်နောက်နေ့ညနေကျောင်းကလွတ်တော့အိမ်မှာအဖွားတယောက်ပဲရှိတယ်အာတုဘအိမ်မှာအဖေနဲ့အမေရောက်နေတဲ့ဆိုတာနဲ့ညီမလေးကိုအဖွားနဲ့ထားပြီးအာတုဘအိမ်ပဲပြေးခဲ့တယ်အာတုဘအိမ်ကဖျားကြီးရက်ွက်မှာဆိုတော့ဖျားကြီးကွက်တစ်ဘက်ကိုထွက်တဲ့လမ်းအတိုင်းလာခဲ့တယ်အာတုဘအိမ်ရောက်သွားတော့အဖေရောအမေရောတွေ့လိုက်တယ်ကျုပ်ကဖဲဝိုင်းနာတော့ရက်ပြီးကြည့်နေလိုက်တယ်အဖေနဲ့အမေကျုံနာရောက်လာတယ်ဖန်ပေါင်းကြီးစောစောပြန်ခိုင်းတာပေါ့သူတို့ဒီမှာအိတ်မယ်တဲ့ကျုပ်လည်းအဖေတို့နဲ့အတူအိတ်မယ်လို့ပြောတယ်မရဘူးအဖေကမစူပဲအမေလည်းအပ်ပြီးထွက်သွားတယ်ကျုပ်ကအစူခံတက်တောင်ပြန်မဲလို့ခရီးပေးလိုက်တာပေါ့ကျုပ်ရဲ့ခရီးတော့ရသွားလို့အမေအိမ်မပြန်တက်သွားတယ်ဒီညအတုပခေါင်းသွင်းမလို့ဖဲဝိုင်းဘေးမှာလက်သမား2ယောက်ပေပြင်းတွေနဲ့အခေါင်းဆက်နေကြတယ်ကျုပ်ကအခေါင်းပြင်ဆက်တဲ့နေရာရောက်လိုက်ဖဲဝိုင်းစီတော့ရကြည့်လိုက်နဲ့အချင်းကိုနေတာပေါ့မှောင်စားပြုတ်လို့ဖဲဝိုင်းပေါ်မှာအောင်လင်းတံမီလာချစ်တယ်အိမ်ပေါ်မှာနှလုံးချိလိုက်တယ်ကျုပ်ဗိုက်စာလာပြီးပြန်ဖို့တတိမြသေးဘူးဝုံအာတုဘအိမ်ပေါ်ကလူ4-5ယောက်အပြေးအလွှာဆင်းလာတယ်ဖဲဝိုင်းရုတ်တရက်ဖြစ်သွားတယ်ကျုပ်အိမ်ပေါ်မှာဘာဖြစ်လို့သိကျင်စိမ့်နေလေကားထိပ်သွားရင်သွားရက်လိုက်တယ်မသိငင်ထထိုင်နေတယ်ဟင်းသေတာ2ရက်ရှိပြီအလောင်းကောင်ကထထိုင်နေတယ်ဟုတ်လားဟုတ်တယ်ထိုင်ပြီးမျက်လုံးကြီးပြူးနေတယ်လူကြီးတယောက်ကအိမ်ပေါ်ပြန်တက်သွားတာနဲ့ကျုပ်လည်းနောက်ကလိုက်တက်ခဲ့တယ်တကယ်ပါပဲလူတွေကြောက်မယ်ဆိုလဲကြောက်စီရမသားကောင်ကြီးထထိုင်နေတာကျုပ်မြင်လိုက်ရတယ်ဗျကျုပ်လည်းလူကြီးတွေနောက်အသာကပ်ပြီးကြည့်လိုက်နေတယ်မသားကောင်ကြီးလက်တစ်ဖက်မြောက်တယ်တွေးလိုက်တယ်ဓမင်းစားမယ်ကြက်သားဟင်းနဲ့ဓမင်းကျွေးရမယ်နင်တို့ကြက်သားဟင်းချက်နေတာငါသိတယ်ငါအခုစားခြင်းတယ်အဝေးကလာတဲ့သူများနဲ့အခေါင်းဆက်ပေးသူလောအားပေးကြသူတွေကိုကျွေးမွေးမဲ့ကြက်သားဟင်းချက်နေတာတရေကမသားကောင်ကိုဝင်ပုတ်ကပ်ပြီးအစာတောင်းစားနေတယ်ချမ်းချက်ထားတဲ့ကြက်နှကောင်အကုတ်ကျွေးရမယ်ဆိုပြီးတောင်းစားတာဗျတကယ်တရေပြီတေသူရဲ့သပင်ကိုဖြန့်ချထားတာဆိုတော့အခုလိုထိုင်ပြီးခေါင်းကတခါခါနဲ့သွေးပြက်လောက်အောင်ကြောက်စရာကောင်းတယ်လေမန်းကြီးတဲ့ထမင်းတွေဟင်းတွေပုံပြီးလာချပေးတယ်ထမင်းတွေဟင်းတွေကိုအငတ်မြစားတော့တယ်တကယ်ကြောက်စရာကြီးပဲဗျချုပ်ဖြစ်မကြည့်ရဲလို့မျက်လုံးမှိတ်ထားမိသေးတယ်ကြက်ရိုးတွေတကြွဝါးစားတယ်ကကြည်ကြည်လောင်ထွက်နေတာမကြောက်ဘူးလင်မန်းတွေကထမင်းရောဟင်းရောကုန်သွားတယ်ငါမဝါသေးဘူးထဲ့ပေးရောကုန်ပြီရှိတာအကုန်ထည့်ပေးလိုက်တာဘာဟာငါ့ကိုညားတဲ့ကောင်ဝုံပူးကနေတဲ့တရေကထမင်းမရှိတော့ဘူးပြောတဲ့သူကိုလက်ရွယ်လိုက်တာနဲ့ထိုးလူခွေးခောက်လဲသွားတာဗျအတော်ဆွမ်းနေတရေပဲဗျတရေလက်ဆလန်းတာကိုမြင်လိုက်တာနဲ့မိဘထဲမှာခွဲပြီးခြံထားတဲ့စက်သားဟင်းမှုကိုတွားမှပြီးတရေရှိချပြီးလိုက်တာအားရပါကိုယူဆနေတော့တာပဲအိုးထဲကဟင်းတွေကုန်းသွားတော့ဝါငါအိတ်လိုက်အောင်မယ်မနေ့ပြန်ငါအမဲသားနဲ့စားမယ်ဝယ်ပြီးချက်ကျွေးအခုပုတ်ကနေတာဘာတူလဲမင်းကငါ့ကိုဘာကိစ္စနဲ့မေးတာလဲငါဒီတောင်ဘက်သင်္ချိုင်းမှာနေတာ200ကျော်ပြီကွာသင်္ချိုင်းထဲမှာငတ်ပြက်နဲ့မနေနိုင်တော့ဘူးမင်းတို့စားတဲ့အစားအစာတွေကသိကောင်းတာပဲငါစားကျင်တာမင်းတို့ကျွေးရမယ်ငါ့ကိုမကျွေးတဲ့နေ့မင်းတို့သေရမယ်
မြင်းမြင်းမှတ်ထားကြငါဆေးလိတ်တောက်ခြင်းနဲ့ဆေးလိတ်တောက်ပြီးရင်တရေတမောအိမ်မယ်အခုဆေးလိတ်မင်းကြီးပြီတရေကသူ့ဆန္ဒလေးဖော်ပြပြီးအကြက်ကင်နေတာဆိုတော့ကြားရတဲ့လူတွေကကြောက်လန့်ကုန်တာပေါ့ဗျာကျုပ်လဲတရေပြောတဲ့အတန်ကြီးနားထဲကမထွက်နိုင်ဘူးဖြစ်နေတယ်တရေကြီးဆေးလိတ်ကိုအားရပါရဖွာပြီးတာနဲ့အလောင်းပြင်ထားတဲ့အတိုင်းပြန်လဲအိတ်လိုက်တယ်လူတွေတော်တော်များများအိမ်အောင်ဆင်းသွားတာပဲကျုပ်လည်းဆင်းခဲ့တာပေါ့အဖေတို့အမေတို့ကျုပ်ကိုမြင်သွားတာနဲ့အမေကခေါင်းကိုတစ်ချက်ခောက်ပြီးအနားခေါ်ထားတယ်ပြန်ဆိုမပြန်ဘူးအခုထမင်းမစားသေးဘူးမို့လားသားမစားပါဘူးဦးလေးကျော်ကပဲပေါက်စီတစ်လုံးပေးလို့စားထားတယ်မုံတစ်လုံးကဘိုက်ဝတ်မှာလားနင့်အဖေကိုလိုက်ပို့ခိုင်းမယ်အိမ်ပြန်ကြမယ်အဖေတို့လူကြီးတွေတရေနေနေနိုင်မယ်ဆရာစုံစမ်းနေတဲ့အတန်ကြားလိုက်တယ်တယောက်ကအောက်စုရွာမှာဆရာကြီးရှိတယ်တဲ့ပြောတဲ့အတန်ကျုပ်နှစုံနှပြားကြားလိုက်ရတယ်ဆရာကြီးနာမည်ကဦးစံတွန့်တယ်အထက်လန်းပညာလိုက်စားနေတယ်အမုံပြောခါတွေရှင်းလင်းပေးတယ်ကျုပ်တော့ဒီညာပဲတော့ပြင်လိုက်ချင်တယ်အချိန်မရှိတော့ဘူးလိုက်မှလည်းမဟုတ်ဘူးတရေလဲဒီညာတောင်းကျင်းတော့မှမဟုတ်ဘူးသူစားချင်တာစားလိုက်ပြီးမနဲ့ထမင်းချက်ကြွေးရအောင်မယ်လေလားအမဲသားကိုပဲချက်ကြွေးခိုင်းထားတယ်ဆရာနဲ့မတွေ့မချင်းသူတောင်းတဲ့အစားအစာတွေကျွေးထားတာပေါ့ဒီတိုင်းဆိုအကောင်းသွင်းဖို့လဲရမယ်မထင်ဘူးဘသူမှအလောင်းကောင်တော့တွားကန်ရဲမှာမဟုတ်ဘူးကျုပ်လည်းအနားမကရဲဘူးဒီဖဲဝိုင်းပေးမှာပဲအိတ်တော့မယ်ည8 နာရီခွဲတာနဲ့အတုပအိမ်ကအဖေရောအမေရောကျုပ်ပါအတူတူပြန်ခဲ့ကြတယ်အဖေလည်းဒီညပြန်မိတ်တော့ဘူးဆိုပြီးလိုက်လာတာကျုပ်ညစာကို9 နာရီထိုးခါနီးမှစားရတယ်စားပြီးတာနဲ့အဖေတို့ပြောစကားနားမဆွေနေတော့ပဲအိယာလည်းတန့်ဝင်ခဲ့တယ်ကျုပ်အဲ့လိုကောင်းလို့ရှိသေးတယ်ချမ်မောကလူတယောက်လှမ်းခေါ်တဲ့ကြောက်လို့လန့်လို့သွားတယ်ဒါနဲ့ခေါ်တဲ့ကိုနားဆင်းလိုက်တာပေါ့ဦးထုံးမြင့်အိပ်ပြီလားဘသူတွေလဲကွသိန်းဆန်နဲ့လှောင်ဝင်းတို့ပါဘာဖြစ်လို့လဲသိန်းဆန်ကိုသိန်းဆန်ကဦးလေးကြော်တန်းရင်သားကျုပ်အကူဝမ်းခွဲပေါ့ဦးလေးကိုအဖေလာခေါ်ခိုင်းလို့အမေခန္ဓာကိုယ်မှာပုကတ်နေတဲ့တရက်မအိပ်ဖဲထားလိုက်ထိုင်လိုက်စိတ်လိတ်တောင်းလိုက်မိဖို့တဲ့ရှိသမျှရှာဖွေစားတော့လိုက်နဲ့အားလုံးကြောက်လန့်နေကြတယ်အိမ်မှာလဲလူကြီး4-5 ယောက်ပဲရှိတော့လို့လာခေါ်ခိုင်းလိုက်တာကြက်သားရင်စားမလို့ချက်ခိုင်းနေတယ်မက်ရင်မေကြလားကြားတယ်မလိုက်သွားလို့လဲမဖြစ်မှတော့တတိဝီရနဲ့တာတရေနာတိတ်မကနဲ့သွားလိုက်သွားအမေကအဖေကိုမာစရာရှိတာမှာပြီးလိုက်သွားခိုင်းနေတယ်တရေကအိမ်ရောက်မှာကြက်မွေးထားတာကိုသိတယ်စောစောကပဲကြက်ကောင်ချွေရမယ်လို့မနဲ့မှစားတာဆိုတာမရဘူးမင်းတို့မကြွရင်ငါအကုန်စင်းပြီးတက်စားမယ်ဆိုတာနဲ့အဖေကြက်တိုင်းချက်ပေးနေတယ်ဟင်းချက်နေတော့ဒီကောင်ကြီးငြိမ်ပြီးထိုင်နေတာနဲ့ဦးလေးစီထွက်လာတာမနဲ့စောစောဆရာပေးမှဖြစ်တော့မယ်အဖေကမှတ်ချက်စကားပြောပြီးကိုသိန်းစံတို့နဲ့ပါသွားတယ်ကျုပ်လည်းစိတ်ဝင်စားပေမဲ့လိုက်သွားလို့လည်းမဖြစ်ဘူးလေပြန်အိပ်ရုံကလွဲပြီးဘာကိစ္စမှမရှိတော့ဘူးမနဲ့ကြောင်းမတော့အဖေအိမ်ပြန်လောက်ရလာရင်တော့မိုးလင်းတဲ့အထိတရက်ဘလို့တောင်းချမ်းလေသည်သိရမှာပေါ့ဖေစောစောပြန်လာပါစေလို့စိတ်ထဲကဆူတောင်းရင်းကကျုပ်အိပ်ပျော်သွားတယ်ကျုပ်ကြောင်းသွားဖို့ရေချို့အဝတ်စားလဲပြီးထမင်းကြော်နဲ့ပဲ့ပြုတ်ထိုင်စားနေတယ်အဲ့ဒီအချိန်မှာအဖေခြံထဲဝင်လာတယ်အမေကအဖေကိုညကကိစ္စမေးတာနဲ့ကျုပ်နားဆွနေလိုက်တယ်ငါရောက်သွားပြီးခဏနေတော့ကြက်သားဟင်းကြက်သွားတာနဲ့တရက်ကိုချကျွေးလိုက်တယ်သူစားကျင်တာစားပြီးအချိန်ကလည်းတကောင်ကြော်ပြီဆိုတော့အဲ့ရပေါ်လှက်ချပြီးငြိမ်သွားတာပဲငါတို့လည်းအိပ်ပဲအချိန်နေစောင့်ကြည့်ကြတာပေါ့အားလုံးအိမ်ပေါ်မှာလူ9 ယောက်ပဲရှိတယ်ဖဲဝိုင်း3 ဝိုင်းကလူတွေလည်းတယောက်မှမရှိတော့ဘူးအိတ်ချင်တဲ့လူအိတ်ခမ်းပြီးငါနဲ့ကြော်တန်းဦးလေးဘတ်စီ3 ယောက်ထိုင်စားနေတယ်4 နာရီလောက်သူတို့ကိုနှိုးပြီးငါတို့ပြန်အိတ်ကြတယ်ဒါဆိုရှင်အခုမှနိုးလာတာလား9 နာရီမထိုးနေကနိုးတယ်ငါနဲ့အင်းမောင်2 ယောက်အင်းမောင်စပီးနဲ့အောက်စုရွာကဆရာကြီးဦးစံတို့အိမ်ကိုရောက်ခဲ့တယ်ဆရာကြီးဖျားရှိခိုးအပြီးရောက်သွားတယ်ဆရာကြီးကိုပြင်တော့ဆရာကြီးကအကျိုးအကြောင်းနားထောင်ပြီးတရက်ကိုစိုးရင်စရာမရှိဘူးလို့ပြောတယ်ဒီလောက်တောင်းချမ်းနေတာမစိုးရင်လို့ရမလားငါစကားဆိုအောင်နားထောင်ပါဦးဟာဆရာကြီးကဒီမနေ့ပိုင်းသူစားချင်တဲ့အမဲသားရင်ချက်ကျွေးထားလိုက်သူစားချင်တာစားရရင်ဘာမှမလုပ်ဘူးတနေ့ကုန်နေလိမ့်မယ်ဆေးလိတောက်ချင်တယ်ဆိုလဲပေးလိုက်တဲ့ဆရာကညနေ4 နာရီလောက်လာခဲ့မယ်အပုတ်ချင်ရောက်မှတရက်ကိုရွာထဲကဆရာကြီးနှင်ထုတ်ပေးမယ်လို့မှားလိုက်တယ်ဆရာလာမယ်ဆိုတော့ရင်ရေးသွားပါပြီကျမလဲနေခင်းကြမှာသွားလိုက်အောင်မယ်ကျုပ်လဲစ
စားတောက်ထားတဲ့ပကံကိုရေနုံနဲ့ထည့်ပြီးလက်ဆေးထွက်လာခဲ့တယ်ညနေ4 နာရီဆရာကြီးလာပြီးတရဲနှင်ပေးမယ်တဲ့ကျောင်းဆင်းချိန်အတော်ပဲကျုပ်ဆက်စုလို့ရမှာမို့နောက်ဆံမတင်းတော့ပဲစိတ်လက်ပေါ့ပေါ့ပါနဲ့ကျောင်းကိုညီမလေးခေါ်ပြီးထွက်လာခဲ့တာပေါ့ဗျာတနေ့လုံးစာသင်နေရပြီမဲ့လေညနေကျောင်းလူချင်းကိုသာစိတ်ကရောက်နေတာဗျ3 နာရီ45မှာကျောင်းဆင်းတယ်ကျောင်းလွတ်တာနဲ့ညီမဖြစ်သူကိုစောင့်မခေါ်တော့ပဲကျုပ်အိမ်ကိုတုတ်ချတင်ခဲ့တာပေါ့အိမ်မှာအဖေရောအမေရောအသုံးမအိမ်မှာရှိတယ်ဆိုတာသိရင်လူအိတ်ကိုတန်ချင်းမှာလှမ်းချပြီးအိမ်ရှိပြေးထွက်ခဲ့တယ်ဟဲ့ငမောင်ဒါဘေးလေအဖွားကလှမ်းမိတာနဲ့ဘာမှပြန်မဖြစ်ပဲအိမ်မိုကကစုံဆိုင်ဆင်ခဲ့တယ်ခြံဝါမှာညီမလေးနဲ့တော့ဝင်တိုက်မိလိုက်သေးတယ်ကျုပ်ခြေတော့ကအတုပအိမ်ကိုဘလို့ပြေးပြီးရောက်လာမှန်းတော့မသိဘူး4 နာရီဆရာကြီးကတရဲနေမယ်ဆိုတာဆရာကြီးတရဲနေတာမတွေ့လိုက်ရမှာစိုးလို့ပေါ့ဆက်စုချင်တဲ့စိတ်ကငငယ်လေးတွေကကိုရှိတာကျုပ်ထင်တဲ့အတိုင်းကနဖင်းစင်အောက်မှာရောအိမ်ပေါ်မှာရောလူတွေရောက်နေတယ်ခလေးပီပီကျုပ်ကလည်းလူကြီးတွေတိုးပြီးအိမ်မော်တက်ခဲ့တယ်ဆရာကြီးကခေါင်းရင်းမှာထိုင်ပြီးဖျားရှိခိုးနေတယ်အခုမှရောက်ကစားဖြစ်မယ်ဘာမှမလုပ်ရသေးဘူးဆရာကြီးအသက်က60ကျော်ပဲရှိနေတယ်အဖွားနဲ့အသက်အတူတော့ပေါ့ကဲရှေ့မှာရှိတဲ့တက်မဲ့ခန္ဓာကိုယ်မှာဆွဲကပ်ခိုးဝင်ပြီးစားတောက်နေတဲ့အစွဲရှင်နာနာဘဝကောင်ငါဆရာခေါ်တယ်အခုလာခဲ့စမ်းဘာမှထူးခြားမှုမရှိဆရာကြီးကပြန်ခေါ်တယ်အပြေမှာမရှိမင်းဝိညာဉ်ဒီတက်မဲ့ခန္ဓာကိုယ်မှာပုတ်ကတ်နေတယ်ဆိုတာဆရာသိတယ်ဖုတ်တစီကောင်ထားစမ်းအမြန်ဆရာကြီးကတရေကိုသွေးလို့ဆန်းပြီးခေါ်ကြည့်တာတရေကတုံ့ပြန်မှုမရှိဘူးဒါနဲ့ပဲဆရာကြီးကဖုတ်ကောင်လို့တက်ခေါ်ထုံးမှအလောင်းကောင်ကလှုပ်ရှားလာတာဟ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 ာဘာဆရာလေအခုအိမ်မော်ကဆင်းသွားမင်းဘဲကရောက်လာတဲ့တရေလေငါတောင်ဘက်သုတ်တန်ကတရေကြော်တော့မယ်ငါအသက်ကမင်းထက်ကြီးရဲ့ငါကိုလာအမိန်မပေးနဲ့တရေကတရေနေရမနေပဲလူတွေနေတဲ့စီလာပြီးစားတောင်နေလို့ဖြစ်မလားအခုကို့နေရာကိုပြန်ပါကျုပ်ကစိတ်ဝင်စားလို့နာနဲ့လွတ်နေတဲ့နေရာအကြအနာဝင်ထိုင်ကအနာကလူကြီးတယောက်ကလက်ကုပ်ပြီးပြောတယ်ကလေးဒီဘက်ကိုဆရာကြီးကတရေနှင်ထုတ်ရင်စင်းမယ်လန်ဖွင့်ပေးထားခိုင်းတာအိမ်နောက်တကားပါဖွင့်ထားခိုင်းတယ်လာဒီဘက်ကိုကျုပ်လဲလူတွေဘာကြောင့်လူသွားလန်းလို့ချက်ပြီးခြံထားတဲ့အကြောင်းကိုသိလိုက်ရတယ်ဒါကြောင့်ဘေးကိုတိုးကပ်ပြီးထိုင်လိုက်တာပေါ့မင်းကိုဆရာကြီးတာတကြီးပြန်ခိုင်းနေတယ်ဒီခန္ဓာကိုယ်ကိုထားခဲ့ပြီးလာရလန်းပြန်ပါဟာ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 ငါမပြန်ဘူးဆရာမြစ်တာရက်ခံနေတာဆရာဘန်သူကိုမှမနာကျင်စေခြင်းဘူးဆရာအခုအစေအပါးတွေစင့်ခေါ်လိုက်ရင်တိမ်နှုံးအပြည့်ရောက်လာမှာဘာလေအထက်ဆရာကြီးတွေပထမဆရာကြီးတွေရဲ့အဆောင်တရေတပတ်တွေလားအဲ့ဒီကောင်တွေကတရားတဲ့အမြဲကြားနေရလို့တက်ခိုင်းတိုင်းတက်မဲ့ကောင်တွေမဟုတ်ဘူးတရေဘောတပတ်ဘောတစီဘောကြီးတွေဖြစ်နေသည်ဟာ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 ကျုပ်မကြောက်ဘူးခေါ်ခြင်းနဲ့အဆောင်တွေခေါ်အဆောင်တွေမခေါ်ပါဘူးဆရာမှာမေတ္တာရည်စွာနဲ့အများကြီးရှိတယ်ပထမဆရာကြီးတွေရဲ့တစ္ဆာရည်ခြင်းတန်ဗုဒ္ဓေဂါရာကျော်ကြီးကိုထုံမွအောင်ရွတ်ဆိုပူဇော်ထားတဲ့မေတ္တာရည်ခြင်းတွေပဋ္ဌာန်းတရားတော်ကြီးကိုအချင်းချင်းရွတ်ဖက်ပူဇော်ထားတဲ့ရည်ခြင်းတွေရှိတယ်တရေတစီခေါ်စရာမလိုပါဘူးဆရာမှာရှိတဲ့ရည်ခြင်းတစ်မျိုးမျိုးနဲ့ပဲမင်းအဖြတ်ခံလိုက်ပါခံနိုင်လို့ကတော့နေခြင်းသလိုနေမခံနိုင်လို့လောင်မီးကြရင်ဆရာအစိုးမစိုးနဲ့တရေကျော်တော့ကြက်ရလန်းကိုရွေးဆရာကြီးကလောအိတ်တက်လက်နိုင်ပြီးအထုပ်မှာရွှေရောင်အဖုံးလေးနဲ့တမိုက်ခန့်ပလင်းလေးတစ်လုံးပါလာတယ်တောက်ရည်တစ်ခွက်ပေးပါဆရာကြီးကရေတစ်ခွက်လှမ်းတောင်းတာနဲ့ရိုးနာမှာရှိတဲ့အတော်ကြီးတယောက်ကတောက်ရည်ကိုခတ်ပေးလိုက်တယ်ဆရာကြီးကလှမ်းယူလိုက်ပြီးတောက်ရည်ကိုထဲပလင်းနှန်းကရေးစဉ်20-30ခန့်ပဲထည့်လိုက်တာကိုကျွတ်တွေ့လိုက်တယ်ကဲကြော်တွန်းရီမင်းဆုံးဖြတ်ရမယ်အပိုင်းပဲဆရာကြီးမင်းမယ်ဒီအိမ်မှာအသားတကြီးထွက်သွားတင်းငိမ့်နဲ့ကိုတန့်ပြန်မှာဒါတန်ဗုဒ္ဓေကာတော်ကြီးထုံမွန်းနေတဲ့ရေးစဉ်ပဲတရေကျော်တော့ကဘာမှပြန်မပြောဘဲငြိမ်နေတယ်ဆရာကြီးကတောက်ရည်ကိုလက်ချောင်းလေးတွေထည့်ပြီးတရေကျော်တော့ဆွဲကပ်နေတဲ့အလောင်းကောင်စီလှမ်းတောက်လိုက်တယ်အာပူတယ်မလုံးနဲ့ဆရာကြီးရေးစဉ်ကနည်းနည်းလေးတောက်လိုက်ယူနဲ့မ
မခန့်နိုင်အောင်ပူတာမဟုတ်လားဆရာကြီးစကားနားမထောင်ရင်တစ်ခွက်လုံးနောင်းချလိုက်မယ်ကျုပ်ထွက်သွားပါမယ်ဒါပေမဲ့ကျုပ်တောင်းဆိုခြင်းသေးတယ်ပြောပါကျုပ်ကိုအမဲသားဟင်းနဲ့ထမင်းတစ်ချိန်ကျိုးပေးပါကျုပ်ဒီရွာကိုနောက်ကိုမလာတော့ပါဘူးအေးဆရာဂရီပေးတယ်အမဲသားနဲ့ဟင်းကိုမနှက်ပြန်ည6နာရီ9နာရီကြာရွာတောင်ဘက်တုတ်တံမှာရွာကျွေးခိုင်းမယ်ပြီးတော့မင်းအတွက်ထမင်းဟင်းရင်တင်းញိုင်းရှင်မှာမဖွဲဝါကိုထမင်းနဲ့ဟင်းပို့ခိုင်းလိုက်မယ်တင်းញိုင်းရှင်မှာမဖွဲဝါကျွေးမိပြီးမင်းအပါဝင်တရက်တဆွေကိုရွာထဲဝင်မလာစေဖို့အတိပေးအပ်နိုင်ရမယ်ဘယ်နဲ့လဲကြော်တော့ကျုပ်ကိုတင်းញိုင်းတို့ရဲ့တခင်မှာမဖွဲဝါအတိပေးမှတော့ကျုပ်လာလို့မဖြစ်တော့ဘူးအခုမဖွဲဝါမသိခင်လာခဲ့တာကျုပ်မဖွဲဝါကိုကြောက်ရတယ်ကြောက်ရတဲ့တခင်ရှိသေးလို့လားပေါ့ကြော်တော့ရင်ကဲရေစင်နဲ့ငါမဖြန်းတော့ပါဘူးမနှက်ပြန်အမဲဟင်းနဲ့ထမင်းလာပို့မယ်တင်းញိုင်းတွေကပြန်ပြီးစောင့်နေတော့တရေကြုံလုံးထွက်သွားတာနဲ့ကျုပ်တော်လေးအလောင်းကြီးကပြစ်စလက်ကကြာသွားတာပေါ့တရေကြုံလုံးနောက်ပတ်ရည်တပြင်းကခြေတံပြည့်ပြီးဆင်းသွားတဲ့အတန်အာနုံကြလိုက်ရတယ်ကဲအလောင်းက3ရက်ပဲရည်သေးတာဆိုတော့အခေါင်းသွင်းစရာရှိတာသွင်းလိုက်မနှက်ပြန်မြေချလိုက်ကြညာဘက်ရွာသား3-4ယောက်တောင်ဘက်တင်းញိုင်းကိုသွားမပြောဘက်တွေခုတ်ထားတရေကြော်လုံးအတွက်ထမင်းနဲ့ဟင်းမြေကြီးပေါ်မှာဖက်ခင်းပြီးပုံကျွေးမဖဲဝါအတွက်ဂူတလုံးပေါ်ဖက်ခင်းပြီးထမင်းနဲ့ဟင်းတောက်ရည်ထားပေးလိုက်ပြီးရင်မဖဲဝါအတွက်ကျူးမွေးပါတယ်ဒါကြောင့်3ဆောင်ပါတရေကြော်လုံးရွာထဲမဝင်နိုင်အောင်ထိန်းသိမ်းပြီးပါလို့ပြောပြီးထားခဲ့တရေကြော်လုံးအတွက်ထမင်းဟင်းပုံပြီးထားတာနဲ့တရေကြော်လုံးလာရောက်3ဆောင်ပါလို့နာမည်တက်ပြီးခေါ်ဟုတ်လားဘာမှမကြောက်ကြနဲ့ပြောပြီးဆိုလို့ရနဲ့ထားခဲ့ပြန်ခဲ့ကြဆရာကြီးမဖဲဝါနဲ့တရေကြော်တို့ကိုတပြိုင်နဲ့ကျိုးရမှာလားရောက်ချင်းမဖဲဝါအတွက်ကိုယ်ပေါ်မှာပြင်ဆင်လိုက်ပြီးရင်မဖဲဝါကိုပြောဆိုပြီးထားခဲ့ခလန်လန်းမြေပေါ်မှာတရေကြော်တို့အတွက်ပြင်ဆင်ပြောဆိုပြီးပြန်ခဲ့ကြစောင့်ကြည့်နေစရာမလိုဘူးသူတို့နာမည်ပေါအောင်ပြောရင်ဘယ်တရေမှဝင်မစားဘူးစိတ်ချပြီးသားပြန်ခဲ့ကြဟုတ်လားဟုတ်ကဲ့ဆရာကြီးအေးဆရာကြီးပြန်မယ်ဆရာကြီးကိုလိုက်ပို့ကြဆရာကြီးကိုဦးလေးကျော်တန်းကလူ2ယောက်ကိုခေါ်ပြီးလိုက်ပို့ခိုင်းနေတာကိုကျုပ်မြင်လိုက်တယ်ဆရာကြီးပြန်သွားတာနဲ့မနေ့ကလေးကရိုက်ထားတဲ့အခေါင်းကိုအိမ်မော်တင်ပြီးအခေါင်းသွင်းဖို့ပြင်ဆင်နေကြတယ်ခဏနေတော့အမေကကျုပ်ကိုလာခေါ်တာနဲ့အိမ်ကိုသားမင်းညော့ပြန်လာကြတာပေါ့အမေဆရာကြီးကတော်တော်ဆွမ်းဆန်းနေအောင်သားမကြားလိုက်ဘူးလားတန်ဖုတ်တွေခါတာတော့နဲ့ပထန်းတော်တွေကြောင့်ဆရာကြီးပြောသွားတယ်မဟုတ်လားအချင်း1000မကရွတ်ဖက်ထားတဲ့ခါတာတော့ကြောင့်တာမန်ကြီးကတရေကြီးတကောင်ကြောက်ရတဲ့အထိအစွမ်းထက်တယ်မဟုတ်လားဟုတ်တယ်နော်ရေစက်လေးတောက်လိုက်တာနဲ့တရေကြီးကြောက်ပြီးတင်းငိမ့်နဲ့ပြန်มาတော့မယ်လေသားကိုဖွားဖွားကြီးတင်ပေးထားတဲ့ပထန်24ပစ္စည်းနဲ့တန်ဖုတ်တွေကားတာကိုရသေးလားရတာပေါ့အခုစူပြရမလားအခုမစူပါနဲ့ညအိပ်ရမဝင်ဖျားရှိခိုးပြီးတမျိုးကို9ခေါက်လောက်လေးတာကျွတ်နိုင်လားထမင်းစားပြီးသားကအိတ်ချင်တာဖျားရှိခိုးတာတော့အခုမစူနိုင်ဘူးအခုမစူနိုင်ရင်လည်းတန်ဖုတ်တွေကားတာနဲ့24ပစ္စည်းကိုတစ်ခေါက်စီရွတ်ဖက်ပူဇော်ပြီးအိပ်ပါသားရဲ့ဒါဆိုဘယ်တရက်တစီအမောက်ပြောကမှမပြူစားမနှောက်ရှက်မချောက်လိုက်နိုင်ဘူးဟုတ်လားဟုတ်ကဲ့ဒါတစ်ခေါက်စီတော့ညာတိုင်းရွတ်ပါမယ်ကျုပ်လည်းလက်တွေ့မြင်တတ်ရတာဆိုတော့အမေကိုခတိပေးလိုက်တာပေါ့ကျုပ်ဆိုတဲ့ကောင်လေးကလက်တွေ့မြင်မှယုံတာလေအဲ့ဒီတော့ယုံကြီးကြီးခတိတွေပေးလိုက်တာပေါ့ဟဲနောက်နေ့အတုပရေချမယ်ဆိုတော့ကျုပ်ကြောင်းတရက်ခွင့်တိုင်ပြီးပြက်လိုက်တယ်အတုပကိုအနောက်တုတ်တယ်မှာရေချတင်းကြုံမှာလူကြီးတွေအပူယုံနဲ့အလှုပ်ရှုပ်နေကြပြီမဲ့ကျုပ်တို့ကလေးတစိုးကတော့အိရှိသဲလန်းပေါ်မှာကစားကောင်လုံးဖုံးကြီးတရားနာပြီးတာနဲ့အလောင်းကိုတဲသွားကြတယ်ကျုပ်တို့ကလေးတွေလည်းလူကြီးတွေကြားတဲ့တူပြီးအာတုပပိုးတဲ့အနောက်တုတ်တံကိုလိုက်ခဲ့တာပေါ့အာတုပမြေချပြီးတာနဲ့ကျုပ်တို့ပြန်ခဲ့ကြတယ်အာတုပရင်ပြန်အောင်တို့ညနေ6နာရီတရေကျော်လုံးနဲ့တင်းချိုင်းဆောင်မဖိုးဝါတို့ကိုကျိုးမွေးကြတယ်ကျုပ်လည်းညနေအထိမဆောင်တော့ပဲရွာလေသဲလန်းပေါ်ကကစားနေကြတဲ့တာစိန်တို့ကောင်းကျော်တို့ရှိရလာပြီးမြောက်ရှုံးအောင်စော့နေလိုက်ကြတော့ပဲယခုလိုနားဆင်ပေးခဲ့သူတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ